ညီလေးမင်းရဲ့ပခုံးမော်ကဝန်ထုတ်တွေအကိုဒီကနေညင်ရောင်နေတယ်ဝေးလံတဲ့ရမတယောက်တည်းဘဝရှိရအတွက်မင်းအားတင်ထားရတာအကိုအကုန်လုံးနာလဲပါတယ်အမေရဲ့လေယာဟင်းတစ်ခွက်လောက်တော့မင်းလဲစားကြမှာပဲတနေ့တော့ငါတို့ပြန်ဆောင်ကြမယ်ပင်လေချလဲသွေးနေတယ်တနေ့အမေရဲ့ဆူတောင်းတဲ့မင်းစီကိုရောက်အောင်အကိုပို့ပေးမယ်အမေအတွက်ဘာမှစိတ်မပူနဲ့အကိုတို့အားလုံးဆောင်ရှောက်နေစေပြန်တဲ့စိတ်တွေကိုခဏထိန်ထားလွယ်ရတဲ့ညတွေကရှိလျားသွားခဲ့ရင်အမေစီဖုန်းလေးဆက်လိုက်ပါတော့အာရပါရထွက်ပြလိုက်လေဒီလေးမင်းရဲ့ကြိုးစားမှုတွေကအသီးပွင့်တွေဝေစားလာတဲ့ဒီအားတင်ထားပါညီလေးမင်းရဲ့ပင်ပန်းမှုတွေဟာအလားကမတာဘူးအကိုအကုန်လုံးနာလဲပါတယ်အမေရဲ့လေယာဟင်းတစ်ခွက်လောက်တော့မင်းလဲစားကြမှာပဲတနေ့တော့ငါတို့ပြန်ဆောင်ကြမယ်ပင်လေချလဲသွေးနေတယ်တနေ့အမေရဲ့ဆူတောင်းတဲ့မင်းစီကိုရောက်အောင်အကိုပို့ပေးမယ်အမေအတွက်ဘာမှစိတ်မပူနဲ့အကိုတို့အားလုံးဆောင်ရှောက်နေစေအမေရဲ့အနံ့တွေဝေးနေလေအမေရဲ့နေမှာတော့ထိတ်ဆုံးမှမင်းပဲအိမ်ပြန်တဲ့စိတ်တွေကိုခဏထိန်ထားလွယ်ရတဲ့ညတွေကရှိလျားသွားခဲ့ရင်အမေစီဖုန်းလေးဆက်လိုက်ပါတော့အာရပါရထွက်ပြလိုက်လေနေတော့ငါတို့ပြန်ဆောင်ကြမယ်စိတ်တမချနဲ့တော့ဒါခဏတာခွဲခွာခြင်းမှာအားတထားပါအကိုတို့ဆောင်နေမယ်ဆောင်နေမယ်မကြခင်ပြန်တွေ့ကြမယ်